စိန်နာတော်တံပပစေတိသောကာရဏမိဟံဟေလို့ပါဠိတော်ရဇတ်တာရကတင်ပြမည်ဖြစ်ပါသောကြောင့်သောတာရှင်အပေါင်းတို့ကိုဖြင့်ရာဟုလာအမွေတောင်းကရွှေနာတော်တင်တော်မူကြရမှာခင်ဗျာဗန္တေဘုံတော်ကြီးမမြတ်ဖယားပကြည်နန္ဒနာသာဝိနွယ်အာယုရ၍ထသောရာဟုလံမြေတော်ယရဏနံလျာသက်စုမင်းရာဟုကိုဒေဇနာရာဇိတမယမင်းဖြစ်ဖြင့်အဘိသိစေမိဝိတယေပဖြံ၍နံတက်တော်မူစေအဟုစိန်နာတော်ကြံဖမ်းမျောလင်းလျက်နေစဉ်တံထိုးမြေတော်ကြီးပင်တော်ယရဏရာဟုလာကိုသဗ္ဗစေတိအသက်ကလေးကငယ်ငယ်အယောလေးထွတ်ထွတ်သင်္ကန်းဝမနိုင်တနိုင်စိတ်ကလေးမှမခိုက်တခိုင်ကိုရှင်သာမဏေပြုလုပ်၍ပေးလိုက်ပြန်มาတော့သည်ဖယားယနေ့သက္ကရာ69ခုဝါဆိုလပြည့်နေ့တွင်ဗိမာရွှေလွန်မဲသောကသိကြရင်သွေးသားတော်လေးမွေးဖွားတန့်စင်သဖြင့်သာကီနွယ်မျိုးတယောက်တိုး၍ကပ္ပိလပြည်လုံးရွှင်ပြုံးအားရပျော်မြူကြစေ
တသခင်ကျေးဇူးရှင်ဖျားရှင်းကျင်ဖို့မေတော်ကသားတော်တူမီရှုတန့်စင်ကြောင်းပါဖျားတာပုတ္တရင်သွေးရနာဖွားတယ်လို့ဘဝင်မင်းစရာမှန်ပါတခါတိရရာဂပုတ္တံဝိဇာရတိယခုတည်မီအမေပုတ်ကဲ့သူချီရင်လို့အမှန်တကယ်ရှုပ်တန်တရားဝဲစလုတ်ထဲဆွဲမြဖို့သူချင်းဟဲ့ဟောဘက်တော်မောင်စံဖျားငါအတူရင်းရဟုဖမ်းမှာပေါ့လားချွေမတော်ပိမှာရွှေလောမရဲ့တော့ကသားတော်တူဖွားမြင်ထူတာမို့မင်းလည်းလည်းရှင်မျိုးအားရှိကြပါမယ်ပါဗျာမမဘုရားကျွန်တော်မျိုးများရှင်မျိုးအားရပါသဖြင့်ဘွားဖက်တော်မောင်ဆန်းအလောင်းမင်းသားထာသေလွတ်ထားကြောင်းပါဗျာโอ้ခင်ဗျားတို့ကလည်းဒီကိစ္စတယောက်တည်းသရုံးတင်လိုက်ရပြီးတာပဲဗျာဘုံမင်းကလည်းဗျာကျုံမောမှာဆိုတော့နှစ်ချက်ခွဲပေးပြီးငားနဲ့သရုံးတင်ခိုင်းတာဗျာကျုပ်ကတမမဆိုတော့တမပေးငားထားတာပေါ့ကျုံလည်းငားပြားခွဲမတင်တော့ပေးရတယ်ဗျမင်းများသိခံရရောဗျာသမဝိုင်းမစိတ်ထားနဲ့မျှမျှတတာသရုပ်တင်ကြတာကိုဗျာနော်မှန်ပါနောက်တော့ရေဂေါတမီဗျာအကြောင်းကြောင့်နေပြန်ပြောင်းပြီးစဉ်းစားမိကြဗျာမရှိပါဗျာဘိုးတော်စီစီတွေ့ရေးပေါ်ဆိုတာလို့သားတော်လူလာတိတ်တတ်သခင်ဖွာတန်နေ၍မင်္ဂလာပခက်တင်၍ဆက်စင်ကနှစ်ချက်စကားအယူမှားတဲ့ရတဲ့မလေးရွှေစိတ်တော်လေးရရတယ်နောက်တော့ရဲ့မှန်ပါဗျာစိတ်လေးဆိုလူရဖျားစိတ်သေးတဲ့ကိစ္စမှမဟုတ်ပဲဗျာဘာမသိဆိုထွားလို့ပါဗျာဘာတော့ဗျာခင်ဗျာကိုယ်မတော်မွေးဘွားတန့်ဆင်လိုက်တဲ့သားတော်လေးကထွားချင်းကြီးမှာပဲဆိုတော့တန်တော်ဥတင်တာပါဟုတ်ပေပါဗျာသိခံရနောက်တော့ရဲ့ဗျာအေးဒါနဲ့ဘေရင်ကျော်ပုံတော်များကသားတော်လူလာသိချထသည်လောကလူပေါင်းတကုံငယ်ပြောင်း၍အခေါင်သနှင်းလဲတွင်အမင်းမာတာဖြစ်မယ်တဲ့ဗျာဟောချက်တစ်မျိုးနောက်ထပ်တော့လို့29နှစ်ရွယ်တွက်စစ်ကမချစ်ရွှေနှောင်းတော်တို့မြတ်၍အောင်မထောထားဖယားစင်စီဧကံဖြစ်လိမ့်မည်ဟုအမွန်တင်ပြကွန်တင်ကြကစကားတက်သွဟောတဲ့ခြေတော့ဘယ်မှကိုတော့အိနိုင်ပါမလဲဗျာနောက်တော့ရဲ့မှန်ပါဗျာမအေးဆိုတွေးကိုမရရဲ့မှန်ပါဗျာယခုတွက်စစ်တက်ကလေး29အချက်တစ်မျိုးထွင်းပြီးတော့ဝင်လေမလားလို့ခမရတို့သခင်ကျုပ်ရင်ကိုဖဲမှမြင်လေရမှာပဲဂေါတမီရေဗျာရတဲ့ကင်းပြီးကိုတော့ဖို့တော့ဆိုပြီးတက်ပြင်းကြီးချတော့တာပဲဗျာမိမိကြီးရဲ့မှန်ပါဗျာကွန်တင်ညာဟောချက်နဲ့သားတော်မောင်တိတ်တထတောထင်မီရေရတဲ့ကြော်မအေးရသမျှရွှေစိတ်တော်အေးတော်ပါရောဗျာအေးစရာကြောက်ပါဗျာအေးစရာကြောက်ပါဘာကြောင့်လဲဆိုတော့တန်ရောတင်ကြိုတငင်းတိုးလို့တောထင်နေမှုဝေတာဝေးသားတော်လေးဘေးနာကမြင့်ချော့နေမှာနေအောင်နေမိတယ်မောင်မောင်ရဲ့အေးစရာကြောက်ပါမိမိကြီးရဲ့ဟောမလာပါဗျာဟဲပေါင်စံလာဖောပဲတော်လာဟဲ့ဗျာအေးရှိတော့မခါသားရောက်လာတာအကြောင်းပဲခဲ့သူတို့ကိုတော်သိချင်တဲ့မောင်မင်းမလာပါဗျာအေးဒါတဲ့သားတော်လူလာတိတ်တထားထမ်းသားရတနာလေးဖွားမြောက်ကြောင်းကိုမောင်မင်းသွားပြီးတော်မတင်ဘူးလားကွယ်မှန်ပါသားတော်မောင်သွားတော်တင်ပြီးပါဗျာအေးသားတော်ထံတော်တင်တဲ့အခါကျတော့သားတော်ဒီငါသားလေးဟာချူယူလေးလားမဲမဲလေးလားဝဝလေးလားပိမ့်ပိမ့်လေးလားဆိုပြီးသို့လို့စိတ်တက်တွေပွားများလာပြီးသူ့သားလေးရှူစားရင်လည်းအေးစိတ်တက်တွေသို့လို့တဖွားမနဲ့ပေါ်မလာဘူးလားဟဲ့မောင်ရဲ့မောင်တော်လေမောင်ဖျားကြီးအမေးရှိတာကိုဖျားအိုးကြားကျင်လာပြီဒီဖော်ပဲတော်ကြီးအတင်တဲ့နှဲကိုမြဲမြဲတင်သားမှာဟဲ့မောင်ရဲ့မလာပါဗျာခမဲတော်မိတ်တာသားတော်မလှမ်းမအောင်ရှိနေပါဗျာဒီကွယ်ကြားကျင်လာပြီမြန်တင်သားမှာမောင်ရဲ့မလာပါသားတော်တော်တင်လိုက်တယ်ဆိုရင်ပဲအတူရင်ရာဟုဖမ်းတယ်လို့သူ့ကိုဖမ်းစီချုပ်ကြိုင်မဲ့ရာဟုဂျိုလေးမွေးဖွားတန့်စင်လာတယ်လို့တကိုယ်တော်ကြီးညှိတွားတဲ့အတန်ကျွန်တော်မျိုးကြီးနာခံခဲ့ရကြောင်းပါဗျာဘယ်လိုမိနေပါလိမ့်မောင်ဖျားရဲ့နောက်တော့ရေဗျာရွှေစိတ်တော်တမျိုးများဖြစ်သွားရောလားမိမိငယ်မှန်ပါဗျာမဖြစ်နဲ့ကွယ်ညှိတွားစရာအကြောင်းပါအတူရရာဟုဖမ်းသည်နဲ့သားတော်လူ
လာတိတ်တထကဤရဲ့လို့ညီးတွားတံဖြင့်မှန်းနေတယ်နမတော်ရဲ့ မှန်ပါဗျာ ပန်ရောစင်ကျိုးတစ်နှစ်တိုးလာပြီကိုဗျာဟင်မညူရအေးသားတော်မောင်ညီးတွားတဲ့စကတံအယငါမြည်ရနာလေးရာဟုလာလို့အမည်တော်ပေးမယ်ဗျာရာဟုလာချင်းတောက်တီတာနာမည်ပေါင်းတော်ဗျာကျွန်ုပ်တို့တိတ်တာကုံမလောင်းလျာသည်ဟာပြရတော့အချိန်သင့်ပြီဖြစ်ပါသဖြင့်ပတိကံဝဲကရသေးဖို့နမိတ်လေးကိုမြေဝါထင်အောင်ပြကြဆိုရဲ့နာမည်ပေါင်းတော်ဗျာချင်းရတမူဖယားတူနာတူတွေယဟန်နမိတ်စမ်းမြမြင်ခဲ့ရာတွေကျွန်ုပ်လည်းထိုသို့သောအိုနာသေးရေးဘေးကပြေးရလွတ်နိုင်ပြီနော်မှန်ပါပါဗျာအရှင်မင်းမြတ်လောကသုံးဝင်မှာမြင်သမျှတတ္တဝါအပေါင်းဟာအကြောင်းသုံးပါးကြောင့်ဖြစ်ပြီးခေတ်ကာလ3ရက်နေရှင်တဲ့တစ်ပင်တစ်သီးပမာမာတာပိတအမိရလို့ကလလရေကြီးတီနေပေါက်သွားတဲ့သူအပေါင်းဟာလဲအကြောင်းသုံးပါးနဲ့ကြုံကြိုက်ပြီးအခိုက်အတန့်3ရက်ပြည့်ပျက်စီးမြဲဓမ္မတာဖြစ်ပါပြီဗျာဇာတိရှိကသရာရ၍ဒုက္ခဗျာရိပရိဒေဝမရဏသဘောရောက်သောဓမ္မတာဤအရာကိုသူငါမလို့တွေ့ရရကရှင်မင်းပြလဲမရှာရှောင်းသားဤခန္ဓာသည်အိုရမည်ဆက်ဆက်ဖြစ်ပါတော့သည်ဖယားယထမှုတင်နံစကားကြားရသည်မှာမွန်မြတ်သောစိတ်ချကိုတော့မှာတဖောဖောဖြစ်ပေါ်လာတယ်သို့တော်လည်းတနာစရာကောင်းလာသောပါရမီရှင်ရသောခင်ဆက်ရစခန်းကိုတော်ခိတ္တလှမ်းတော်မူမယ်ဗျာမှန်လားလားတင့်တော်ကြောင်းပါဖယားမစင်ပင်မို့စက်စုပ်ပွဲကောင်းတော်သူတို့ဖြင့်ငါမြင်ရသည်မှာစိတ်ကံတစားတင်းငိုင်းဝါနှင့်အလားတူ၍ငါသည်ဤလူဘောင်ဘွားဣချာန၌နေခဲ့လျင်တန်တရားဝဲစလို့တကယ်မြုပ်တော်မှာပါကလားစိတ်ဓာတ်ကုံမလောင်းလျာဤကအသိရင်ပဲသားတော်လေးဖြစ်ပါသဖြင့်တင့်ကိုယ်တိုင်ကောက်ယူချီပွေလိုက်ပါတော့လားမင်းသားအာဒီနွယ်ဘွားလောင်းမင်းသားလောကသုံးပါဘုံတလွားဖရာဖြစ်ချိန်တာမှသဖြင့်တောထွက်ရသင့်လျော်ကြောင်းပါလောင်းမင်းသားကိုကြောင့်ငါသည်သားတော်ကိုယူ၍ချီပြန်လျင်ရတော်မီပြားနိုး၍အာကျိုဤဆောင်ငါဤတောထွက်ရသောအကျဉ်းသည်မမြောက်ရှိတော်မူပါတကားဟဲ့ဖွားဘက်တော်မောင်ဆန်းဖျားကိုတော့ဖွားဘက်တော်ခန္ဒီကအလိုရှိတယ်အသိပြင်စီဗျာမှန်ပါဗျာနာမည်ပေါင်းတော်ဗျာလောင်းမင်းသားဒီတောထွက်ကြီးကြဖြင့်ဖွားဘက်တော်ခန္ဒီကကိုခေါ်ရည်သည်ကပ်ပြီလို့ပြည်တွင်းကမင်းလူတွေမနှောစေပဲမင်္ဂလာတကားတော်ကိုအသင့်ဖွင့်ထားကြပဲရောနာမည်ပေါင်းတော်ဗျာမင်္ဂလာတကားပွင့်စေတည်းဟုတ်လားဗာစိတ်ဓာတ်တကယ်ကျေးဇူးရှင်ဗျာရှင်ခိုက်စေရဲ့တာဝန်ကျွန်တော်မျိုးကြီးပြည်ုံပါလေဖြင့်ခေါ်ဘက်တော်ခန္ဒီကနဲ့ဒီရကစောင့်သားနေရပါလေဗျာကိုတော့ဘာနီကူညီတာဝမ်းမြောက်တယ်မောင်မင်းမှန်ပါဗျာဒါနဲ့ခေါ်ဘက်တော်ခန္ဒီကကြော်ခြေရောတင်း၍ငင်းငင်းဝင်စီတို့ခြေတော်မူမီနီးဗျာတန်တော်ဟုတင်တာနောက်ထပ်မကြားလို့အရောက်ပေါင်းဖာသားနေမောင်မင်းမှန်ပါဗျာကျွန်တော်မျိုးကြီးပါပါပြီးကူညီဖြစ်ရင်နောက်တော်ဘာကလက်ပြရသေးပါဗျာဟဲ့မောင်ဆန်းရှုံးနေနောက်ဆုတ်မှန်ပါတော်တင်လို့မရတာဖြင့်ကျွန်တော်မျိုးကြီးမိရမြင်းမိဆွဲရင်နောက်ကလိုက်ပါတော့ပြီပါဗျာ
တို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တော်မူသောဘုဒ္ဓရဏဖြီးဖရာအမိန့်တော်မြတ်တတ်မှတ်လို့ထားတယ်မင်းကြီးက ဘာများပါလိမ့်ဝင်မင်းဟာ တာတော်လူလာသိတ္တထတစ်ထက်9နှစ်အရွယ်ရောက်ကတောထွက်မှာစိုးလို့လေ ဟုတ်သားပဲ ဘိုးကြီးတထောင်ဖွင့်ငါဆောင်မအောင်နိုင်တဲ့တကားလေးရတက်မှတ်လို့ထားတယ်ဝင်မ ခင် င်းက ဗျားတို့ကျုပ်တို့တောင်းလေဝင်မင်း ဝင်မင်းအဲ့ဒီတကားလေးရခုအလို့အလေးရပွင့်သွားပြီဝင်မင်းက ဟောဗျာဝင်မင်းတဲအမှုတန်းပေါ့ရောတကူဝင်မင်း ခမရအပြစ်တင်ရခံရမှာပေါ့ဗျာ ခင်ဗျားကအမှုတန်းပေါ့ရောတယ်လို့အပြစ်တင်နေရ ဘာများလို့ အကြက်ရိုက်နေတယ်ဝင်မင်း ဘယ်လိုများပါလေဝင်မင်းက ကျုပ်ဆောင်ရတဲ့ဖွားဘက်တော်ခန္တီကမြင်လေ ဘာဖြစ်တော့ အလိုအလျောက်ပြောက်သွားပြီဗျာ ဝင်မင်းလည်းတဲပြီးတော့မူရပေါ့ရောတာဟိုးဗျာဗျာ သူပေါ့တယ်ငါပေါ့တယ်ပြောနေလို့မပြီးသေးဘူးဗျာ ဟုတ်ကဲ့ နာနဲ့အာယုံကျင်းအလင်းရောက်တဲ့အခါညီလာခံဝင်လို့ဘယင်တိဖရာအမေတော်ရှိကကျုပ်ဖြင့်တန်တော်ဥပင်ရန်ခဲ့နေပြီဝင်မင်းရဲ့ ဟိုးဝင်မင်းကလည်းဗျာမင်းလိုလိုက်မင်းကြိုက်ခါသားဆိုတဲ့စကားလိုပေါ့ဗျာ ဗျာ ဝင်မင်း ဗျာ ကျုပ်တို့ဝန်နှပအချင်းများနေလို့မဖြစ်ဘူးခင်ဗျညီလာခံကြမှာပဲအလိုက်တင်တော်ဦးတင်ရမယ်ဗျာဟုတ်တယ်မလားဝင်မင်းကျုပ်တို့ညီလာခံတော်ဦးတင်ရကိစ္စကျုပ်တို့ဝန်နှပအချင်းမပွားဘဲနဲ့ဒီတင်ရကနေစဉ်းစားရင်ခိတ္တလေးဆိုင်းလိုက်ကြအောင်သာဗျာ ကောင်းပြိုဗဒ္ဒကဘာမှတ်ကြစရာစာရှိလာတာကကျွန်ုပ်ဗြမာဂတိကသည်ဘဂဝါစီနာထုံးတမူသုံးစုရောဖះအားပြည်ဗြမာမှာပွေးရှာ၍ရွှေကြပင်ကခြေမြရမူမှန်း၍လူဒန်းလိုပြီးကြပြီယခုတမူသဘောပြရမှာဖြင့်ဘောဓမဘဂဝါလောင်းလျာသည်စောစွာတခဏတောဝနာကြွ၍တံစံတော်ပယ်တိစုပံပြီးသဖြင့်တနည်းမှာဆင်မြရန်အတိပြန်၍စီဝရံကြပင်ကလူဒန်းပြီးနောက်မချွတ်မလွဲဝလဲတော်ယူကာတဖျားတလီဓမ္မာပြည်ပြည့်ဆောင်၍တရုတ်ပြမွေးသိမှုဒုက္ခဇေဒီတခါတီရအောင်ဓမ္မာပြည်တို့ညမ်းပြီဗျာမောင်တော်ဖျားတာတော်လေးမီးရှို့တာစဉ်ဖွားမြင်ပြီးသားပဲကရှင်နေ့တိုင်းဆောင်းတော်တို့မလန်းကြွသဖြင့်တခင်မတွေးမိတိုင်းရွှေစိတ်တော်လေးမိတဲ့ကြီးတော်ကြီးရဲ့ မှန်လားပါဗျာသိတတ်တာကိုတော်သခင်သည်ဘိုးကျော်လို့ရေစောစွာတမင်မကြွတာကသိင်ကြီးသွင်းလေအငိုးမကျွေးရအောင်အချိန်စီစီလေးလိုပါသေးတယ်ဗျာတွဲစားလို့တအားဆက်မြော်ပါတော့ဗျာကွာပက်တော်အဆောင်များအပြင်းကဟောမှန်လားပါမောင်စံတောင်ခါသားဝင်လာကြောင်းပါဗျာဟင်းမောင်စံဗျာသိတာထံမောင်တော်ဖျားအဆောင်ပေါ်သို့လှမ်းကြွတော်မူလာပြီလားမြန်မြန်တော်ဦးတည်စားမအောင်ဟဲ့မှန်လားပါဗျာသိတာကုံမလောင်းလေဤအကြောင်းအရာလင်းစွာအတီရှင်းရအောင်လို့ကျွန်တော်မျိုးကြီးဒီတင်စာလီတွင်ဝင်ခဲ့တာပါဗျာဝင်ခဲ့တာပါဗျာအိုးမောင်စံရဲ့တခင်မအသေးတူဦးလုံးရှိလိုက်ပါပြီကနေမြန်မြန်တော်ဦးတည်စားမအောင်ဟဲ့မှန်ပါဗျာနမိတ်လေးကွယ်မြက်ဝါထင်တောကွယ်ထွက်သွားလောင်းမင်းသားဤဖွားပဲမှန်သည့်မြင့်ခံသည့်နဲ့တပည့်မောင်စံသကောင်းရန်ဆောင်မြန်ကခွာအနော်မကန့်တစ်ဖက်လှမ်းထွက်တော်မူပါပြီဗျာလှမ်းထွက်တော်မူပါပြီဖျားအမလီ
မရှိအတင်းတော့ပါဗျာ ထင်းတော်ကြီး ဖေရ ကြားရင်မလားထင်းတော်ကြီးရဲ့ မှန်ပါဗျာ တကားလေးတက်ချက်မကထားတော့လဲတနာမညာအသားရဏပြည်တခင်မပေါ်သဘောကွယ်တိုးထွက်လို့သွားပါဗလားထင်းတော်ကြီးရဲ့ မှန်ပါဗျာ ဟဲ့မောင်မင်း ဖေရ လျောက်တင်ရဒီကြီးမေတော်ဘုရားထံပြည်ရတော်ဦးတင်စားမအောင်ဟဲ့ မမဖေရမမဖေရမောင်စာဘာတို့လက်ဆွဲတော်ကြီးရဲ့ခင်မကိုဖေးဖေးတော်ဦးတင်ဟဖေးဖေးတော်ဦးတင်ဟ အေးပါဗျာကျုပ်လည်းဖြည်းဖြည်းတော့ဥတင်ပါပါပဲ မောင်စံ ဖေရ ဆက်ပြီးတော်ဦးတင်စားမအောင်ဟဲ့ မလားပါအနောမရဆန်တော်ဖြတ်ပြီးဆက်ကတူလားဂရိကဗြဟ္မာဤရွှေကြာသင်္ကန်းဝတ်ဆင်မြန်း၍ရဟန်းပြူကရွှေခွန်းတော်ဖြာလိုက်တာကမောင်စံကျွင်ရင်ဖွားပဲမြင်တဲ့ချက်ချင်းကိုဖြတ်လုံသိတာငါအရှင်တခါပင်တောဝနာကြွတော့မှာမို့စောစွာတခဏလင်းစွာပြန်သည်လို့လွတ်တစ်ချက်နှင်သည့်သကလုံးကြောင့်စွတ်ထွက်ခါဘဝင်မချိနှုံဒီပူမီတွေအလွန်အမင်းတောက်ပါသဖြင့်ကျွင်ရင်နှစ်ယောက်တကယ်မချိတည်နဲ့လှဲ့ကြည့်နဲ့ကျွန်တော်မျိုးများပြန်ခဲ့ရပါဗျာ ဆက်ပြီးတော်ဦးတင်စားမအောင်မောင်စံရဲ့ မမအဲ့ဒီလိုခွဲကအပြန်ဇွဲအာရမဏဘဝင်ကျွမ်းပြီးသခင်အလွန်တရားဓမ္မစက်မျောကအမှန်တတိမဆနိုင်လို့ထင်ပါရဲ့ဖွာဘက်တော်ခန္ဓိကာကြီးလည်းသခင်ခွဲခွာရတာကြောင့်ရှင်ခွဲနာကြာပြီးသေးတာကြံခဲ့ပါပြီဖေဟာ လူထင်းတော်ကြီး ဖေရ ကြားရင်မလားထင်းတော်ကြီးရဲ့ မှန်ပါဗျာကြားပြီပါဗျာ ဘာပဲတော့ခဏီကာကြီးလေမရှိရှာတော့ဦးတဲ့ထင်းတော်ကြီးရဲ့ မှန်ပါဗျာ မောင်စံ ဖေဟာ မောင်တော်ဖျားကိုကျန်းကသာလို့မရလားရဲ့ မလာပါဖေဟာပွေပြပါဗျာအဆွေးအလွန်မိတောက်တဲ့ကြေးကြုံကြီးတယောက်အတင်းယုံကထွက်မြင်းအောင်ပါသက်လျင်စွာအတီးထမ်းပြီးအမေဒီတင်သာပြီးတော့ဝင်ရဆိုငိုလို့ပါလားသမီးရဲ့ဖွဲ့ရပါကြီးတန်တော်ဦးတင်လို့သာမေဖျားရေကြီးတုတ်ပြဖျားဖျားနဲ့ဒီဆောင်လေးကြွမြန်းလာခဲ့ရတယ်။ဘာကြောင့်တည်းများရှိတာတော့သမီးရဲ့မေဖျားကိုတန်တော်ဦးတင်သားမအောင်။မှန်လားပါဖျား။သမီးတော်တော်ဦးတင်ပါမယ်။ရွှေနာနဲ့စုပန်းစင်တော်မူပါဖျား။ဒီလေသမီးတော်ပဝေပွေပွေပါပြီဖျား။ကြည်တဝေစိတ်ကြည်ရုံတော်ငါပါပေါ့။စိတ်ချကောင်းပါလားသီးတော်ခွာပါ၍ခေတော်ဝါချာခေတော်ဝါချာချာချာသဘောကွက်ပါလို့ဖယားဒီတော်လေးတော်ထွက်ခါရင်းညဝခေါ်တဲ့ကျင်ရအောင်ကြုံနာမှမချလေဆရာဟုလာပါဓမ္မစုနဲ့ခွာရှာတော့တယ်အမေတနာတော်မူလိုက်ပါဦးဖယားသမီးတော်ရတော်တယ်ဟာတပါခေါ်ပေးတော်မူပါဖယားသားမှာချွေးမတော်တက်လျာရဲ့ရတဲ့ဖျာကပူဆွေးပါနဲ့သူ့ရဲ့ဖိုးတွေကိုနားရဝေကိုမဲပြေထွေးပန်းစင်လို့မကြမ်းခင်တင်ဟာပေးရွှေစိတ်တော်အိလိတ်သားမှာသမီးလေးရဲ့မှန်လားပါဗျာဟဲ့မောင်စံဗျာမဲဖျားကြီးရွှေစိတ်နှလုံးမရွှေပြုံးနေမှာဘူးမောင်စံရဲ့ဘာရှိသားတင်လို့ပါဗျာရွှေမတော်တင်လို့သာမကြည်နာတပါသာပခေအရင်းညာတရားမင်းတဲ့ဘနာမကြည်ဆွေပါချွေမနဲ့ညီတငယ်မချွေမနဲ့ညီတငယ်မတီးထွေရဲမြဲသာကွာသာ
မွေသပီလာနတ်တဲ့မွေမချက်တွင်ပြေပြမွေအဖေသူမထောက်ချမ်းလေဘူးတယောက်သားတိတ်တထားကျွေးမိဘဝင်းကျွမ်းလာဒီပြီးမှရဆွေးရင်ပြပါ မောင်ပြာရွှင်တော်ပေါက်ကြအောင်လျှောက်ထားဖို့အရေးရွှေနန်းခွင်ပြေးကြသူရဲ့မင်းများဘုရားကြီးသခင်ရှင်မင်းတို့အစင်မညွန်းတို့ကအဟွန်ဘိုးကြီးတိုက်ပြနေတော့မထေမဲ့စွာပြုတတ်ပါ၏အာနာပြစ်ထထလွန်မြန်လီဧကမမယံလူများ၏အလားတနေ့အဖြစ်ကိုမြေစီမရှိအလဲပြုရဲ့မနုမကြမ်းကျင့်နေနှင့်မျောမချင်းကကျင့်ညာရသည်တေသာတော့ဖို့လမ်းစဉ်သည်ပြိလာလဲထားယူကိုရရှင်မြတ်တရားစီရင်ဆုံးဖြတ်တော်မူတာဖြင့်တိုင်းသူပြည်သားလူအများတို့ဝမ်းမြောက်ဝမ်းသာရှိကြတယ်မဟုတ်လားဗျာမှန်ပါဗျာမိမယာဗျာဘုရားတရားထူပါသလားဗျာသဗ္ဗသဗ္ဗမြတ်လာစွာဘဝရာတိပရိသလောကလုံးပြောပါမဆုံးပါတဲ့သောမှုရှိစัจ जा တာကြီးငွေတော်လာဖျားနိုင်ရင်ဝင်ကြီးဗျာမှန်ပါနမ်းမတော်ကြီးနဲ့ကျွေးမတော်ခါသာရောက်နေပါဗျာအလိုခါသာထူးတယ်ကိုဗျာမှန်ပါဗျာကောင်းပြီနှုတ်ခွန်းတော်သမယ်ဗျာမှန်ပါနမ်းမတော်ကြီးခေါ်ပြီဗျာဗျာကျွေးမတော်လေးပါအပါခါသာဒီကိစ္စကိုရောရှင်မြတ်အကြောင်းဆုံးသိလို့တယ်တို့တင်စေဗျာမိမိကြီးမှန်လားမောင်တော်တကယ်ကျေးဇူးရှင်ဖျားတကားလေးတာဘယ်လိုပြီးကျမ်းမခါထားတော့လဲသားတော်တိတ်တနိုင်ရကခွာရတော်ရနဲ့ရေမပိတ်ထွေးဒီကလေးကိုချီထွေး၍တာညာတာပါဘူးရာသာဖခွာသူစိတ်ငါပြီးရှောင်းသွားခေါ်ရမီတလီရဲ့အမေလည်းတော်ထွက်သွားပါဖယားမြတ်စွာဘုရားဒါကြောင့်ရွှေမတော်လေးပါရွှေမြင်းနဲ့တော့ငယ်ငယ်လေးနဲ့ခါသာဝင်ကြတယ်နမ်တော်ကြီးရွှေမြတ်ရေသိမ့်တော်မူဗျာမမရွှေမတော်ရေဗျာရွှေအားတော်ငယ်ပါလားဗျာမှန်ပါပါဗျာမငယ်နဲ့ကွယ်သားတော်လူစိမ့်ကားကြီးဟဲ့မင်းများသားတော်လူလာတိတ်တထကလေးငယ်စင်းဘွားကပြုစုယူရတာလေစဉ်းစားမိသေးလားကိုတော့ဘွားလေမှန်ပါဗျာငယ်ရွယ်စင်းကပြုစုယူရချီမပြိုထောင်သူ့အကျိုးဆောင်တဲ့နေရာမှာကိုတော့ချော့လိုက်တာလေမှန်ပါဗျာမြေရောရှက်လေးစိတ်ပခက်တယ်နဲ့မြေရောရှက်လေးစိတ်ပခက်တယ်နဲ့မောင်လိုရပဲခါမှဆက်ပါမယ်သားတော်ရဲ့အမေတော်လည်းပဲနဲ့သားတော်လည်းပဲနဲ့ရှက်ခါဆက်ပါရောကွယ်
တော်ရှင်မြတ်ဘယ်လောက်ညံနိုးတယ်ဆိုတာမင်းကြီးများလည်းသိကြတယ်မလားအေးစိတ်ငါတဲ့သားဟဲ့ကြားလို့ရွှင်အောင်အသွင်ဆောင်လို့ဒီမောင်ချီချော့လင်းကမြော်တာကိုတော့ခံခဲ့တယ်မင်းကြီးများရဲ့အေးချုံတော့တဖန်တော်ထမီကြမှာရောက်ညာရွေတော်ပေါင်းထောင်းတောင်းမကရံဝန်းကြရာမသူ့ဘသူ့ရာမနဲ့နမသုံးသွဲရွှေဖုံးတော်ကြွရအောင်လို့ကိုတော်လည်းကြက်မလို့ထားရတယ်ဟင်မင်းကြီးသိကြတယ်မလားသိမလို့ရေစိုးရင်လုံးလို့ကွယ်တာတွေမကဟင်ဒင်းထွက်ပြီးစောပါပြီးမင်းဆက်ဆက်ကတကားမခန့်ညားလို့တကားလေးသွဲအပစ်ဆွဲလို့ဘိုးကြီးတစ်ထောင်ပွင့်လာဆောင်မပွင့်အောင်တကားကျုပ်စီမလို့ထားတယ်မင်းကြီးရဲ့အေးဒါနဲ့မတော်ရွှေနံဘောပြောရအောင်လို့အဖေါ်တဖျားရဲ့တော်ရရနဲ့တခါစစ်သာစီးစိမ်အဲ့၍မလောက်တရားဖြစ်ဆွလို့ထားရတယ်မို့လားဗျာရင်အေးစကားမှမိန်ကုန်တော်ပြတာတခါတလေမင်းကြီးများကြားဘူးရဲ့လားဗျာကြားဘူးမလဲဗျာကျုပ်ကပြောမှမပြောပဲကိုဗျာဟင်စိတ်ငါလိုက်ချာဗျာမပြောဆိုသဘောကိုကတနည်းကျုပ်ဤပြီးကြသင်ခမညာတပြားမနေမိခင်နဲ့ဝေးတာရောက်မအေးပြပါရှိချမှာပဲလို့ကျုပ်ညခဲ့တယ်ဗျာကျုပ်ညခဲ့တယ်ဟောယခုတော့ကျုပ်ညတယ်လို့သင်မညတော့တပြားတတိကျုပ်ယူစားလို့ပြီးပြီမင်းကြီးများအယူမတင်တိတ်ချင်းစိမ့်နဲ့မိတ်တလင်းစိတ်မှထင်လဲပေါ့ဟင်ချုပ်ပြင်းတခါစကလာကခပ်ပြားနဲ့ငွေခဲနဲ့ရွှေဆိုပြီးတထွေတတိသားကြီးတယောက်ဗင်းဖြုတ်ဖြတ်ထားမို့ဆုံးလက်ကိုပြလိုက်မယ်ဗျနောက်ထပ်ဗင်းအမိကျုပ်မကြားလို့မင်းကြီးများဖြစ်မလို့ရေဆရာတော်ဝင်ထွက်သွားလူစိန်ကတော်ဝင်ထွက်သွားလူစိန်ကတနာတိကွာမညာတာပဲငါအမထောက်ဗင်းတယောက်ကနောက်ကြောင်မမြင်သူမကျင်းတော့လေစိတ်တွေမဆွေးနဲ့တော့ချွေးမလို့လေးရဲ့မြည်ရနာလေးရှိသေးတာပဲကွယ်နော်အေးသူတွေထွက်သွားမရှိညာလဲမြည်ရတဲ့လျာရဟုလာကိုခလီတော်ထင်းနှောင်စိတ်ကနဲ့အမွေပဲ့ပါမယ်ရွှေစိတ်တော်အေးတော်မူပါသမီးတော်လေးရဲ့ဗုဒ္ဓဇိနံဒီဒုက္ခရစရိယာ6နှစ်ကြာ၍ဖယားစင်စစ်ဧကံဖြစ်ပြီးယနေ့သက်ပေ103ခုဝါဆိုလပြည့်စနေနေ့ဒီပထမဗုဒ္ဓဝတ္တနာဓမ္မစကြာအခါတော်နေ့ဖြစ်ပေသည်ဒေကုယပြေသာဝိပရိနာဤပဒနာ
ကျော်ချင်းစိန်အောင်မင်းစားတဲ့ပြင်ဖွဲ့မှာမဟာဗုဒ္ဓဝင်ဇလံကားတော်ရာဟုလာအမွေတောင်းကပထမပိုင်းကိုတင်ဆက်လို့ပြီးပါပြီရှင်ဇီတတော်မှာသုဒ္ဓောဒနာမင်းကြီးအဖြစ်ဝနကျော်ထင်စိန်အောင်မင်းဘောရမီအဖြစ်စစ်ကြည်ဝင်ဣဒ္ဓထမင်းသားအဖြစ်မောင်ကြည်ဆွေရတော်ရဗိမာဒေဝီအဖြစ်စစ်စီစိန်ရာဟုလာအဖြစ်မောင်တင်အောင်လေးသန္ဓအမမောင်ဆန်းအဖြစ်မောင်တင်ဝင်းကာလူဓာရီအဖြစ်မောင်မြင့်သူဝန်များအဖြစ်ဦးဖုံသိန်းဒီရွှေတောင်းနဲ့ပေါက်ကျော်တဏမဇက်ဖွင့်တခြင်းညွန့်ညွန့်စိန်တို့ဖြစ်ကြပါတယ်ရှင်ဇက်လောင်းဝင်ဇက်ချင်းဇက်စာများကိုမင်းသားကြီးရေဒီယိုစိန်ကရေးသားပါတယ်ရှင်